ဘုရားတပည့်တော်တရားတွေ့ခွင့်ရတာသိစင်ကြပါလေတကယ်တော့တပည့်တော်သိဖို့ရသေစာဖြစ်ပြီးမှမသိပဲနဲ့တရားနဲ့တွေ့ရကြတရားကြီးကြောက်လျှောက်လာသူတရားကြီးကသာဝကပဲတရားသာဝကအစ်စ်ဘာလို့လဲဆိုတော့သာဝကဒီဒိဋ္ဌိကလေးတော့တို့ဘုရားတော်ကြားကြီးရဲ့အဆုံးအမတရားတွေကိုစာပြီးပြဿနာလုပ်တယ်ဒီစကားကသာဝကမှာပါရမီမလို့ကျေးဇူးရှင်ဆရာတော်ကြားကြီးအမိန့်ရှိခဲ့တာရှိပါတယ်အဲ့ဒါကိုဦးဇင်းတို့ပြန်လည်ပြီးတော့သုံးသပ်ကြည့်ရရင် What is သာဝကဆိုတာဘာလဲဘယ်လိုဟာကိုသာဝကခေါ်ရလဲအရင်သုံးသပ်ကြည့်ရသာဝကဒါပမာစကားမဟုတ်မဂ္ဂဒစကားတနည်းအားဖြင့်ပါဠိစာထဲမှာပါဠိရဲ့စကားမဟုတ်ပါဠိစကားလို့တတ်တတ်မရှိဘုရားရှင်ကိုယ်တော်မြတ်ကြီးသုံးတဲ့မဂ္ဂဒစကားပါလေမဂ္ဂဒအဲ့ဒီနှစ်ပေါင်း1550လုံးက popular အဖြစ်ဆုံးတဲ့ common အဖြစ်ဆုံးတော့လူအများသုံးတဲ့အများနားလည်နိုင်တဲ့စကားမဂ္ဂဒစကားလို့ခေါ်တယ်အဲ့ဒါတချို့ကလည်းအပေါ်ရအဖြစ်ချက်ပြောမယ်ဆိုရင်ခုပြိဿံများဒုနဲ့ဒုသင်္ကေတပြုတဲ့အတန်းလို့လည်းဒါဝိဇ္ဇုပြရတာရှိပါတယ်ဒါပေမဲ့အတိပြုလို့မဖြစ်ပါဘူးအဲ့တော့မဂ္ဂဒစကားအဲ့ဒီထဲမှာသာဝကဒီလိုပါနော်မှန်ပါဗျာအဲ့ဒါသာဝကဆိုတာကပေါ်တယ်လေဦးဇင်းတို့ကဘယ်လိုအရေးချင်းနေပြည့်စုံမှဘယ်လိုလူကိုသာဝကလို့ပေါ်တယ်လို့ဆိုရင်အခုဦးဇင်းတို့တော်ကောင်းတို့မွေးဖွားလာကြသာသနာ့ဘာသာသာသနာတွင်သာသနာတွင်ပါဗျာဟုတ်ပါလေဘာလို့သာသနာတွင်လို့ပြောကြလဲဆိုရင်ဘုရားရှင်ရဲ့အဆုံးအမရှိသေးတယ်ဘုရားရှင်အဆုံးအမရှိနေသေးလို့ခုပါခေါ်လဲသာသနာတွင်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာဝကဆိုတာကဘုရားဤအဆုံးအမရှိကျွတ်ထိုက်သူကိုဘုရားဤသာဝကရှင်းတော့ဘုသူအဆုံးအမနဲ့ဘုရားရှင်ရဲ့အဆုံးအမနဲ့ကျွတ်ထိုက်သူတဲ့ဘုရားကိုယ်တိုင်ဆုံးမလို့ကျွတ်ရင်ဒါမျက်မှောက်သာဝကဟုတ်ပြီနော်ဒီလိုမှမဟုတ်ဘဲနဲ့ငါဘုရားဆုံးမကိုငါတပည့်သားတွေကတစ်ဆင့်ပြန်ပြီးပေါက်တယ်ချဟောပြီးမှသိမဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဒါအင်တာလိုက်ဖြစ်သွားတယ်ပေါ့ဗျာတစ်ဆင့်ကကြာသို့တော့အရင်ကအဖြစ်တော့ဘယ်သူတရားပဲလို့ဟုတ်အဲ့တော့ဘုရားရှင်ရဲ့တရားကိုနာကြားခွင့်ရဖို့ဆိုတာလေတို့ဟာဘုရားတရားတော်ကိုဝေဖန်ပိုင်းခြားပြီးသိနိုင်တာကတလိ္ဆာရဲ့ငရဲရဲ့ဣဒ္ဓရဲ့သူရကေရဲ့လူရဲ့နတ်ရဲ့မြမရဲ့ရှိတဲ့ဘုံတွေထဲမှာဒုက္ခတိဘုံကသိနိုင်တာသိနိုင်ပါဘူးသိနိုင်ဘူးဟိုနတ်မြမကသိနိုင်တဲ့သို့တော်လည်းပဲအမျိုးအစားချင်းမတူတဲ့အတွက်ဘယ်ဘဝမှာမှသိနိုင်တယ်အခုပဲပြောကြဆိုလူဘဝအဲ့တော့ဘုရားရှင်ဟာဘယ်ဘဝမှာဘုရားဖြစ်တာအဲ့တော့တို့ဘုရားရှင်ရဲ့အဆုံးအမကိုကြားနာရတဲ့နေရာမှာတစ်လူဘဝရတယ်။ဘာရလဲလူဘဝကိုလည်းရနေတယ်။နှစ်ဘုရားရှင်ရဲ့အဆုံးအမနဲ့လည်းတွေ့နေတယ်။နှစ်ကဘာလဲဘုရားရှင်ရဲ့အဆုံးအမနဲ့တွေ့ရပါဗျာ။သုံးဘုရားရှင်ရဲ့အဆုံးအမကိုစေခြင်းနာယူသိရှိနိုင်တဲ့စွမ်းအားလည်းရှိတယ်။တရားဆုံးမတော့ရှိနေတာပဲဒါပေမဲ့တရားကိုနားလည်တဲ့လူတရားကိုယုံကြည်ကိုးစားလိုက်နာတဲ့လူညာမဆရာရှိတယ်။ရှိပါဘူးဗျာ။ဒီမှာဒီဘုရားဘာသာလို့လက်မှတ်ထိုးထားတဲ့လူဦးရေနဲ့သစ္စာတရားကိုသိတဲ့ပုဂ္ဂိုလ်နဲ့အပေါင်းပြန်တွက်ကြည့်ရင်percentage နဲ့တွက်ရင် 10% တော့မရှိဘူး။ 1% လောက်ပဲရှိနေပဲလို့ဒါဦးဇင်းတို့သဘောထားလို့ရတရားမှာဗရိယဝတိတွေ့ရလားဒါတရားတွေခုသစ္စာတရားတွေဘိုးလို့ဆိုနေတဲ့ကာလကိုလည်းသာလာ
တော့တတ်လားဒီတော့ဘလောက်ပဲရှိရှိပမာဏသိများတယ်အများတဲ့ဗုဒ္ဓဘာသာအရေးအတွက်မှာမပြောပါတော့တဲ့ပမာဏပဲသစ္စာတရားကိုသိရတယ်တရားနဲ့ဘုရားအဆုံးအမကိုသိရပါဗျာရှင်းသလားရှင်းပါဗျာညာတော်ဖြင့်ဗုဒ္ဓဘာသာဓမ္မတို့အမိခံထားတဲ့ပုဂ္ဂိုလ်တွေကစေတုတော်မှာလမ်းဆုံးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဗုဒ္ဓဘာသာမဟုတ်တဲ့ဗုဒ္ဓအဆုံးအမမဟုတ်တဲ့အယူအဆတွေပေါ်မှာဘုရားယုံကြည်ရှိကချပြီးတော့တလွဲလုပ်နေတဲ့ပုဂ္ဂိုလ်တွေကညာရှင်းလားရှင်းပါဗျာ။ဉာဏ်သာပြတရားကနေပြီးတော့မသာသူလိုက်ရှာနေတဲ့ကဲတင်ရှင်လိုက်ရှာနေတဲ့ဘုရားဘာသာကလည်းများတယ်။ရောဘုရားဆုံးမကိုသိနိုင်ဖို့ဆိုတာလွယ်သလား။ဘုရားဆုံးမကိုစင်ကြင်ပြီးမသိနိုင်ရင်ဒီပုဂ္ဂိုလ်သာဝကမဟုတ်ဘူး။ရှင်းလားရှင်းပါဗျာ။သာဝကတိလူဘဝနိဘုရားအဆုံးအမတော့ဒီမှာတစ်ချက်ပြန်သေးတယ်ဘုရားအဆုံးအမဟောပြောပြသမဲ့ပုဂ္ဂိုလ်နဲ့တွေ့တယ်ဘုရားရှင်ကိုယ်တိုင်နဲ့တော်၎င်းတပည့်သားသာဝကဆံမတော်၎င်းကုသိုလ်တော်လို့ဆိုရင်တိုက်ရိုက်သာဝကမဟုတ်တော့ဘူးသာဝကရဲ့သာဝကပါလေသာဝကရဲ့သာဝကပါဗျာဘုရားရှင်ရဲ့အဆုံးအမကိုဒေချာပြနာစွာသိရှိနားလည်တက်ကျွမ်းသောသာဝကကြီးဤသာဝကတစ်ဆင့်ကနေပြပါပြီသို့တော်လည်းဘုရားရဲ့ဆုံးမကိုတွေ့ရအောင်လားတွေ့ရပါတယ်ဆုံးမမဲ့ပုဂ္ဂိုလ်နဲ့တွေ့တယ်အဆုံးမကိုနာယူနိုင်တဲ့စွမ်းအားလည်းရှိပါတယ်ဆုံးမတဲ့အတိုင်းပဲရှင်းကြံနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိရတယ်အဲ့ဒါမှပါပါသာဝကဆိုတဲ့စကားလုံးပြောလိုက်ရင်ကိုကျွတ်တန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်နေရှင်းလားအဲတော့နောက်ထပ်ပါရမီကိုစောင့်စားပြီးတော့တသိနားလေကျွမ်းကျင်ခြင်းမရှိဘဲနဲ့သူပြောလူပြောနားဆုံးလမ်းဆုံးပြီးတော့စကားတွေတွန်းဆုပ်တဲ့ဝရိယပြင်းကြီးထိုင်းမိုင်းတဲ့မြမလူမျိုးရဲ့စိတ်ဓာတ်ကိုသိလို့ဆရာတော်ဘုရားကြီးကဟေးမင်းတို့သာဝကမှာပါရမီမလိုဘူးကွာရေးရပြောပါလေသူကအကြောင်းခိုင်လုံမှာရှိတဲ့နားမလဲရဲ့ခြေရွေးလာပြီးတဲ့မိဂရာဝမှာရှိတဲ့သူကရှင်းလားရှင်းပါဗျာအဲ့တော့ဘာလို့မလိုဘူးလို့ပြောရလဲဆိုသာဝကရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုကြည့်လိုက်ရင်ရှင်းတော့အဲ့တော့ခုနကတရားကြီးပြောလို့ဆိုပြီးတော့သေချာမရောက်လို့တက်မပြောက်တာအခုတရားနဲ့တွေ့နေရတယ်တရားကြီးအသေးချာပြောရမယ်ဆိုရင်လည်းအကြောင်းကျိုးကိုစင်ကြင်ကြည့်ရင်ဟောဒီဘုရားရဲ့ဆုံးမနဲ့တွေ့ရမယ်သာဝကဟာအဆုံးအမနဲ့မတွေ့မချင်းမသိဘူးအဲ့ဒါသာဝကရဲ့စွမ်းအားမှန်ပါလားဒါပေမဲ့ဘုရားတို့ဘုရားရဲ့အဆုံးအမသစ္စာတရားနဲ့တွေ့မတွေ့တွေ့ပါဘူးဒါပေမဲ့ဘုရားတို့လည်းပဲပြင်းတဲ့ဝယ်တယ်သာဝကအိမ်ကအားရရှိတယ်နော်အဲ့လိုဖြစ်လိုက်ရတယ်ဘုရားသာသနာနဲ့လည်းတွေ့သာသနာအဆုံးအမတိုင်းဆုံးမမဲ့ပုဂ္ဂိုလ်လည်းသိတယ်။ဆုံးမလာယူခွင့်လည်းရပါတယ်။ခုပဲကျန်။ရှင်းပြအားထုတ်မှုပြည့်စုံရင်ပြီးသွားပြီ။အဲ့တော့ဒုတိုက်သွားမှာလောက်ချဘယ်တော့မှပါရမီမလိုတော့အဲ့တော့စောင့်စားကြမလိုတော့ဘူးအခုလုံးလို့ရနေပြီ။အဲ့တော့တရားကြီးပြောတယ်တရားကြီးအဆုံးအမနဲ့တွေးမှလို့ပြောတာတော့တရားရမယ်မရဘူးတော့ဟင်ကျွတ်တန်းဝင်မယ်ပုံဝင်မှုတော့သင်္နာ9ရက်လုံးကြည့်ဆိုရင်တော့တကယ်မျက်မှောက်သာဝကဒီဘဝမှာပဲကျွတ်တန်းဝင်ရနောက်ဆုံးတစ်ချက်လေးကြည့်လိုက်လေသုံးပါးတဲ့ကံကျင့်ကြံအထုံးမယ်ဆိုရင်ဒီဘဝကျွတ်နိုင်မကျွတ်နိုင်ကျွတ်နိုင်သေးလို့သာသနာမကွယ်သေးတာခင်ဗျာရှင်းရလားရှင်းပါရှင်းရလားရှင်းပါရဲ့ဗျာနိဗ္ဗာန်လိုချင်ရင်အခုရနိုင်သေးတဲ့ကာလမို့လို့
သာသနာမကွယ်သေးတာအဲ့တော့တွန်းဆုံးနေရမလားကြိုးစားတို့ပြည့်လာမဲ့ပါရမီကိုစောင့်နေရမှာလားပြည့်ပြီးသားအားထုတ်ရုံပဲလားပြည့်ပြီးသားကိုမလိုဘူးလို့ပြောတာဉာဏ်မမီရင်မဝေဘာနဲ့ဆိုအဲ့ဒါရှင်းလားအားလုံးကြည့်တတ်လားအဲ့တော့တို့ကကျိုးဆုံးနေရမယ့်ပုဂ္ဂိုလ်တွေကကြိုးစားရတော့မယ့်ပုဂ္ဂိုလ်တွေတန်ဖို့သူတော်ကောင်းတို့ဟာအဖို့တန်တဲ့ဘဝတော့ရောက်နေပြီအဲ့ဒါတကယ်အဖို့တန်ဘဝအောင်ကတော့ဘယ်သူတွေတာဝန်လဲဒီကနေ့လာရင်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီကံတော့ရောက်ရင်သက်မပြောက်တာလေးဒီနေ့ပေါ်ကြတယ်ဒါတရားနာမယ်ပါလဲဆိုရင်ဒီကမရောက်ဘူးတော့ရှင်းလားရှင်းပါပါဗျာဟာလေအဲ့ဒီလိုလေတရားနဲ့တွေ့အောင်မဲ့ပုဂ္ဂိုလ်ကမြင့်မို့တောင်နဲ့ပြီးကြတော့မသိဘူးပြောရတော့မြင့်မို့တောင်ဘယ်လိုလဲမြင်မှုကြိုးလည်းမသိဘူးနော်အဲ့တော့အိမ်မောတာနဲ့ပြီးကြတော့မသိဘူးကတော့တယ်အဲ့မြင့်မို့တို့လက်လန်းမမနေဘူးရှင်းလားရှင်းပါဗျာဒါရှိဆိုင်ပြောလို့ဒီတံကိုကောင်းဆိုမြင့်မို့ဘုရားတပည့်ကြိုးလည်းမမြင်ဘူးပါဘူးတဲ့သူများပြောလို့ပြောကြည့်ရတာသူနိုင်လို့တော့မဟုတ်ဘူးဆိုကြည့်လို့နော်အဲ့တော့တေကံမရောက်ရင်တေကံမရောက်ရတဲ့အကြောင်းရင်းကတို့ကကြံမကုန်သေးဘူးလေဘာမကုန်လဲဒီနေ့ပြောတဲ့စကားနဲ့ပဲပြောရရင်ဘာနဲ့တွေ့ရအောင်လဲဘုရားရှင်ရဲ့ဘုရားနဲ့တော့မတွေ့ပါနဲ့ဘုရားနဲ့တော့ဘယ်ချိန်တွေ့မလို့ဆိုတော့ဘုရားရဲ့သုံးကခင်ဗျားတို့ဝမ်းနဲ့ကိန်းရင်တော့တွေ့ပြီဘုရားပြုကျင်လားပြုကျင်ပါဗျာသုံးပါဗျာမသာကဘုံခံဘုရားမှုတော့လေရင်သက်သက်နဲ့ဖျက်လေရင်နောက်ကိုကားရှိမှချိန်သွားဘယ်သွားလို့ဖျက်လေရှင်းလားရှင်းပါဗျာဘုရားဘူးရှင်ရင်တော့ဘယ်ထဲမှာဘူးอ่ะအဆုံးမတွေကိုတခါလေးလိုက်လာချစ်ကြံပြီးတော့ဒီတန်ဖိုးတွေသိပြီးတော့အိုးဘုရားရဲ့အဆုံးမတွေတန်ဖိုးရှိလိုက်တာငါတို့အတွက်ကျိုးရှိလိုက်တာဆိုပြီးတော့ဘုရားကိုကတော့အဲ့ဒါကျမှဘုရားဘူးလားရှင်းလားရှင်းပါဗျာဘုရားရဲ့ဂုဏ်ကျေးဇူးဆိုတာဘုရားရဲ့အဆုံးအမကိုချစ်ချံပြီးမှသိတယ်ရှင်းလားရှင်းပါဗျာတခြားတဲ့ဘုရားရဲ့ထူးခြားတဲ့ဂုဏ်ပုဒ်တွေကတော့တကူဘလောက်ကြီးတယ်ဉာဏ်ပညာဘလောက်ကြီးတယ်ဘုဒ္ဓဘလောက်ကြီးတယ်ဆိုတာတော့ဘုရားပဲသိကျန်တဲ့လူတွေရှင်းလားရှင်းပါဗျာဒါတို့တွေ့ရမယ်ဘုရားကဘာလဲဉာဏ်ဘုရားဘုရားဤအဆုံးအမရှင်းလားအဲ့ဒီအဆုံးအမဘယ်တဲ့ကြရယောဓမ္မပတ္တိသောမယပတ္တိတရားတွေ့မှရှင်းလားလားဟောပြီသာဝကဆိုတာသဘောပေါက်လားအဲ့တော့တို့အခုသာဝကအစစ်ဖြစ်အောင်သာဝကဖြစ်ထိုက်တဲ့အင်္ဂါတွေတော့သုံးနေပြီနော်တို့တော့သာဝကဖြစ်ပလားဆိုတော့ဖြစ်ပါဘူးဗျာသာဝကဖြစ်ရင်ကျွတ်ပါဟာရှင်းလားရှင်းပါပြီဗျာအဲ့ဒါမြင်းတယ်မို့ရှားရှားမြင်းတယ်လို့အဲ့ဒါခင်းနေတာသာဝကဘာလဲပြောခွန်းတော့ပေးနေတာနော်သာဝကအဓိပ္ပာယ်လေးပဲခင်ဗျာပြောပြသားပါအောင်လို့ဆိုရင်ပြဿနာပြီးတော့ရှင်းတော့ရှင်းပါပြီခုခင်ဗျားတို့ကလူဖြစ်လည်းမရဘူးလားမှန်ပါဗျာဘုရားသာသနာတော်ရှိမရှိရှိပါဗျာဘုရားရဲ့သာသနာကိုတစ်ဆင့်ဆုံးမမဲ့ပုဂ္ဂိုလ်နဲ့တွေ့မတွေ့တွေ့ပါဗျာအောင်တတ်တဲ့နာပါမပါဟုတ်ကဲ့ဒီခုပဲညာရှင်းလားရှင်းပါဗျာဒါသာဝကနာတော့ကတ်လားမှန်ပါဗျာနည်းနည်းသာဝကဖြစ်ဖို့တော့ရှင်းနော်သာဝကဖြစ်သွားရင်ဘာလို့လဲရှင်းလိုက်ကြလားရှင်းပါဗျာဒါရှင်းဆက်သွားဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်ကဘုရားရဲ့သာဝကသာမဏေကျော်ထဲမှာပါပါတယ်9နှစ်အရွယ်နဲ့
ယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လေးတန်ကိစ္စဘယ်လိုလဲတန်ကိစ္စပါဗျာသာဝတိကြီးလေးတို့ဘုရားရဲ့သာဝကသာမဏေကျော်ထဲမှာပါပါတယ်ခொနည်းအရွယ်နဲ့ယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လေးတန်ကိစ္စဘယ်လိုလဲတန်ကိစ္စပါဗျာသာဝတိကြီးလေးတို့အကြောင်းတော်မှာဘုရားရှင်ကိုယ်တော်မြတ်သရင်သုံးပြီးဒီတို့တန်ကိစ္စသာမဏေလေးနဲ့အကြောင်းပြုပြီးတော့ဒီဒေသနာဖြစ်ပေါ်လာတယ်မှန်ပါဗျာအဲ့တော့ယဟန်တော်လေးနော်အသက်ကြီးမှဝတ်တဲ့ယဟန်လေးသာဝတိကြီးဒီကုံကျောင်းထဲမှာဘုရားရှင်သံဃာမြင့်မောက်မှာယဟန်ဝပြီးတော့ဘုရားနာမှာတရားနာတရားအားထုတ်ပြီးတော့နေကြအဲ့လိုနေခြင်းကနေဝါတွင်းကာလရောက်လာတဲ့အခါကျတော့ဒီယဟန်ကြီးတွေကဘုရားရှင်နာမှာခွင့်ပန်ကြရှင်ပြားတဲ့ရှင်ပြားသာသနာပြုလုပ်ငန်းတရားဖြစ်တဲ့ဓာတဒုရတဲ့ဝိပဿနာဒုရနှစ်ပြားအဖြစ်နှစ်ပြားမှာဓာတဒုရဆိုတဲ့စာပေသင်အရင်ကျက်မှရှင်လေးလာဖြစ်ဆိုတဲ့အဆုံးအမကြီးဝီဒီယိုလေးသုတ်တန်လေးအဘိဓမ္မာလေးအဲ့ဒါတစ်ဆင့်ပြန်ပြီးတော့သင်ကြားကြတာအဲ့ဒီကတော့စာအုပ်စာပေမရှိပါဘူးနှုတ်နဲ့ပဲနှုတ်တိုက်ရှာပေးပြန်သင်ပေါ့ဓာတဒုရခေါ်ပါတယ်အဲ့တော့ကန္နာဒုရအလုတ်တွေတော့ဘုရားတပည့်တော်တို့အသက်ကြီးပြီတဲ့မလုပ်နိုင်တော့အဲ့တော့ဘုရားသာသနာအလုတ်ဖြစ်တဲ့ဝိပဿနာအလုတ်လုပ်ရစေတပည့်တော်တို့ကမ္မထမ်းပေးပါမပေးပါကမ္မထမ်းပေးပါဘုရားရှင်တမကမ္မထမ်းတောင်းကမ္မထမ်းတောင်းတော့ဘုရားရှင်ကိုယ်တော်ကြီးကတရားအားထုတ်နည်းတွေပြောပေးပေါ့အဲ့တော့သတိထားတရားနဲ့တရားအားထုတ်လို့တက်ဆပြောဒီပါဘုရားလည်းဒါပဲပြောအောင်ပါပဲဒီလက်ကရှင်ပါပြန်တခြားလည်းရှိသေးလားရှိပါဘူးဗျာတရားဒီပြီးတော့ဟုတ်တယ်ဗျာဒီပြီးတော့မနောဟမ်တရားပြီးတော့ဒါပြီးတော့အနိစ္စရှင်းလားရှင်းပါဗျာဘုရားရှင်ကိုဆုံးမတယ်အဲတုန်းကမှသုတဝကနဲ့သူဘုရားကကမ္မဋ္ဌာန်းကြီးလေးပေးလိုက်တယ်ဆိုတော့ကမ္မဋ္ဌာန်းကြီးပေးပြီးတော့တပည့်တော်တို့ခွင့်ပြုပါဘယ်မှာမလို့တော့အားထုတ်လို့ဟိုပစ္စံတိတော်ရတစ်ခုပဲဆိုရပါတယ်တို့နာမည်ပြောတယ်အဲ့ဒီမှာဘုရားကသူတို့ရဲ့ရှေ့အကြောင်းကိုပြန်ကြည့်လိုက်နောက်ကာလတကာလအနာဂတဉာဏ်နဲ့ကြည့်လိုက်တော့ဒီဘုရားတွေတော်ထဲမှာဒီဟန်ကြီးတွေယတနာဖြစ်เสียနေတယ်အဲ့ဒီယတနာကိုပြေလည်အောင်ဖြေရှင်းနိုင်မှာကသံဃိကဟုတ်ပြီနော်မှန်ပါဗျာခொနည်းရွယ်သာမဏေလေးပါမဖြစ်အဲ့ဒါလည်းအကြောင်းကျိုးရှိတယ်ပေါ့မှန်ပါဗျာဒီရှင်းသွားရင်ဒါပြေလည်သွားမှာပေါ့နော်မှန်ပါဗျာအဲ့တော့သံဃိကရှင်သာရိပုတ္တရာရဲ့တပည့်ဖြစ်တယ်နည်းနည်းစဉ်းစားကြည့်ပါမှန်ပါဗျာသံဃိကသာမဏေလေးခொနည်းပါလေးဘယ်လိုပဲသူဥပ္ပဒေဆရာကရှင်သာရိပုတ္တရာဒါမို့လို့ရှင်သာရိပုတ္တရာရဲ့တတိလို့ပြောတယ်မှန်ပါဗျာဘုရားရှင်ကိုယ်တော်ကကြည့်ရသံဃိကပါမပြည်လဲပါသိတကယ်ဆိုဘုရားကဤသာရဏမှာတုတ်တဲ့ရှိတယ်ရှိပါဘူးဟဲ့ဒီလိုသွားတာသံဃိကကောဝိဝရှိပါဘူးသံဃိကလိုက်သွားလို့လိုက်ဒါပေမဲ့သူဥပ္ပဒေဆရာကရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာရဲ့အဆုံးအမနဲ့ကျွတ်တောင်းဝင်ထားတဲ့ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာရဲ့တောင်းတာစဉ်းစားတော့အဲ့တော့ဘုရားကဥပဒေတိုင်းတော့မင်းတို့လောင်တော်ကြီးရှင်သာရိပုတ္တရာကိုဝင်ပြီးတော့ဘရောသွားကြအောင်စဉ်းစားအဲ့တော့ခုငါတို့ဝိပဿနာလုပ်တဲ့သစ္စာတရားတွေဘယ်လိုပြောမှဖြစ်ဘုရားဘုရားဘုရားဆရာတော်ကြီးပြောလို့ဘရမဘိဓုမာလို့ဗမာလို့သကပြေနဲ့ဒီလိုပြင်းပြင်းဖြစ်ဖြစ်သူပြောသွားလို့ပြောလို့သိတယ်အဲ့ဘူးပဲဒီသာဘာပြင်းနေတာပဲရှင်သာရိပုတ္တရာနဲ့ကျွတ်ထားတဲ့ပုဂ္ဂိုလ်ဘုရားပဲကိုရှင်သာရိပုတ္တရာတပည့်ရှင်းလားရှင်းပါပြီဘုရားသာသနာတော်မှာသံဃိကသောဘောဓမင်းလိုက်တော့ပြော
ပြောသလားဘာလို့တော့တော်ကြီးကတို့တော့သွားကြအောင်နှုတ်သက်ကြအောင်တို့ရဟန်းတွေသွားကြတယ်စေတသိက်ဘုရားဒီပါဆိုတော့ဘယ်သွားကြမလို့ဒီရက်ဒီရက်တရားသွားထုတ်လို့အေးဟုတ်ပြီဘုရားတော့ပြီလားဘုရားဒီသွားထုတ်ပါပြီးပြီဘုရားကလွတ်လိုက်လို့ဆိုတော့စေတသိက်ဘုရားစဉ်းစားအကြောင်းမဲ့တော့ငါစီဝင်နှုတ်ဆက်ခိုင်ဘူးတို့လုံးမလုံးကြဘူးရောဘာနှုတ်ဆက်နေတဲ့အကြောင်းပြောတဲ့သူကရှိသေးတယ်ဦးဇင်းနေသွားတဲ့အခါကျတော့တရားဟောလာတာငါစီကံကနှုတ်ဆက်ရှိသေးတယ်ဦးဇင်းကတော့တရားမပြတ်ပါဘူးလောကရဲ့သူ့မေကလာကဆက်နဲ့လေးနေတာဝါဒနာပါတယ်အဲ့တော့ရောက်သွားရင်ဘယ်ကြောင့်ပြလိုက်ပြီးတော့လိုက်ကြတော့သူ့မေကလာရှိမဝတ်တလေးတော့အဲတောင်းပြန်နော်ရှိမတော့မရပါဘူးအဲ့တော့ဝါလည်းပြည်သေးဘူးဘယ်ရောက်တော့တတိတော်ငယ်တယ်ဗျာဘောကတော့လည်းကြက်နေတာပဲအကြီးကြီးတာကိုမကတော့ဘူးအကြီးကြီးတာတော့တက်အောင်ကြိုးစားလို့ရှိသေးတယ်ဟုတ်လားအဲ့ကျေးဇူးရှိတဲ့လူကတော့ဟောကျေးဇူးမရှိလို့မကတော့ကိစ္စမရှိဘူးပြဿနာမရှိဘူးဘောကတော့ရပြလာတယ်ဆိုတော့ပြဿနာမရှိပါဘူးဥဒ္ဓမေကတော့ပြောသွားတာဒါပေမဲ့ပြောပုံလေးကဒီကတော့ရှိတော့ဒါပုံမရနှုတ်ဆက်ပုံမရနိုင်လို့ဆိုတော့လောကအနေနဲ့ဝင်ကိုဝင်အောင်လို့ပုံစံဘုလိုဝင်နေရတာပါပဲနော်ဘလို့ရှင်လည်းလို့ရှင်လည်းတော့ပေါ့ဗျအကိစ္စရုပ်နေရဟုတ်ဗျအဲ့တော့အကြောင်းမဲ့သက်သက်နှုတ်ဆက်ခိုင်းတာမှန်ပါဗျာဒီမှာလေးဘုရားမဟုတ်ပါနဲ့သူ့မှာယာရုကြီးအတိကြီးရှစ်ဧကသဝကမဟာခံဝတဘုံကြီးဒါလာလိုက်နှုတ်ဆက်နေရင်ဝါကျွတ်သွားတာပြီးပါမယ်ရှင်းလားရှင်းပါဗျာအဲ့ဒါပဲကိုလုံးဘုလိုမှလုပ်နေတဲ့သာသနာ့အကျိုးရှိတဲ့ဓမ္မတွေအားပေးနိုင်အားပေးမလို့ဖြစ်ရှင်းလားရှင်းပါဗျာကိုလုံးတွေလောက်ရတာများတယ်ဒီကိစ္စမှာသိချက်မှန်ပါပါဗျာအဲ့တော့ရှိတယ်ကောမတင်တဲ့တွေဆွတ်ထွက်လာနော်အဲ့တော့ဘာလို့တဲ့ကရှင်သာရိပုတ္တရာကိုလုံးနဲ့ပြီးတာဒါအကြောင်းမဲ့တော့ငါစီတွတ်တာဟုတ်ဘူးစဉ်းစားလိုက်တယ်သူကအနာဂတဉာဏ်နဲ့လန့်ကြည့်တယ်ဒီကိုယ်တော်ဘာအနေရှိလဲဟိုမှာသူတို့ကနောက်ဆက်မဲ့ရန်သူတွေရှိနေတယ်အဲ့တော့အဲ့ဒီရန်သူတွေကိုနှိမ်နှင်းမှာကဒီပုဂ္ဂိုလ်တန်ကိစ္စနော်အဲ့ဒါတန်ကိစ္စရဲ့တာဝကတွေရှင်းသလားအဲ့ဒီကရှင်သာရိပုတ္တရာလိုက်ဟောလို့ကိုမကျွတ်ဘူးအဲ့ဒီရှင်းလားသူတာဝကပြဿနာပြီးနေပြီတော့ပြောတယ်လို့တော့မှန်ပါဗျာဒါဒီနေ့နေဖို့လို့ဒါပြောရတာနော်ဒီနေ့နေရပြဿနာလုပ်လာတာဘောပါလားတဲ့သူကကလာတော့ဝါရီဘလို့တော့တဲ့ကိုယ်နေလည်းလာလည်းတက်ခဲ့စင်ပေါ့နော်အဲ့တော့ဒါတော့ကရှင်းနော်ရှင်းပါပါဗျာဘယ်ဆိုရပြဿနာရှင်းလားရှင်းပါပါဗျာနားမယ်ရှင်းအောင်ပြောမယ်သင်္ကန်းမရောက်နားမယ်နော်အဲ့တော့အဲ့ဒီသံဃိစ္စကိုဒီတာမဏိထည့်ပေးရပါပဲဆိုပြီးတော့သံဃိစ္စကတော့မှန်ပါဗျာရှင်သာရိပုတ္တရာသံဃိစ္စရောက်လာတယ်9နှစ်ကဲနာရှင်ကိုရလေးဒီဦးသိကြီးတွေဒီဘုန်းကြီးတွေကွာတက်ကြီးတွေတရားတော်အားထုတ်ကြလို့တော်တယ်အဲ့တော့ဝေယဝတ္တပြုမဲ့ပုဂ္ဂိုလ်မရှိဘူးဖိလိုက်သွားလိုက်သံဃိစ္စယဟန္တာဟောရပုရုသိမှန်ပါဗျာတို့လည်းပဲဟောယဟန္တာကသာမဏိရှင်းတော့သွားလိုက်တာဆိုတော့သံဃိစ္စဘာပူဇော်ရှိတာမလို့သူ့ကိုနောက်ကျောင်းပြန်ပြီးတော့လှည့်ပြီးတော့ပူဝင်စရာရှိလားရှိပါဘူးဗျာ။ဒါဆိုတော့ကိလေသာဟုတ်ပါဘူး။ဒီလိုလိုက်သွားဥပ္ပဇေဆရာပြောတော့တင်ပါဗျာ။ဒီလိုတပည့်ပြောရရင်လည်းမဆိုးဘူး။မှန်ပါဗျာ။ဘုသူမင်္ဂလာရောက်ပါလို့လိုက်ဘောဘုန်းကြီးဒီလိုတော့ဗာပြစ်လို့ပြန်လာအရင်ဆုံးစင်ကြီးရတာပဲ။နောက်သူတွေကလည်းကံကောင်းပုံပြောပါလေဒါအကြောင်းကောင်းလို့အကျိုးကောင်းတာပေါ့နော်မှန်ပါဗျာဒီဘက်တရားပြန်ဆုံးပါတယ်ဆိုရင်ဒါလည်းပဲဘာလို့လဲစမ်းပွားဆိုတော့ဘုံဒီနောက်မှတော့မပြီးတော့ဘာလို့ဆရာသေးသေးလို့ဟောတော့ဒါဒီလိုလားတော့ပြန်စဉ်းစားကြည့်တော့သူ့ဘက်ကလည်းမင်းငကိုတော့တော်တော်ဘဲတိုက်ခဲ့တဲ့ကောင်ပဲပါနော်အဲ့တရားလာမေးတဲ့ပုဂ္ဂိုလ်တော်မှသူမေးလို့လည်းသူကပြန်သေးတယ်ရှင်ပြဘယ်လိုရှုနေလဲအဲ့ဒါဘာဖြစ်လို့များအဲ့ဒါကဒီလိုသဘောရှိတယ်ခင်ဗျားတွေ့တယ်ဒါခေါ်တယ်မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးပြတ်တာပြီးတော့ဘုရားတရားနေလေဘာလို့လာမွေးနေလဲပြန်တော့လေသဘောပါလားအဲ့ဒါ
ကြောင်းကိုဒီတိုင်းပါရှင်းတော့ရှင်းပါဗျာတော့ဒီသက်သွားမယ်ဘယ်ရောက်သွားပါလဲတိစ္ဆာလိုက်ကွာနော်အဲ့တော့တတိစ္ဆာရဲ့ယဟန်ကြီးတွေဘယ်သွားကြလဲအဲ့ဒီမှာတန်ကိစ္စနော်ဒီထဲမှာပါလာတဲ့တန်ကိစ္စဘယ်နဲ့ယဟန်တာဖြစ်သူ့အကြောင်းကိုဓမ္မပဒမှာဒီလိုရှင်းထားပါနော်ဒါလေးဒီလေးရင်ပြောအဲ့တော့တန်ကိစ္စရဲ့လို့ဖြစ်လာရတဲ့ဒီသာမဏေလေးဟာယခုဘဝမွေးဖွားလာတော့ဘယ်မှာမွေးတဲ့ကိုရင်သင်္ကြန်ကုန်းမှာမွေးဘယ်မှာမွေးသူ့မိကတစ်သေးသမီးကိုအရင်အမာကြီးတန်ကိစ္စမမွေးခင်တန်ကိစ္စလေးပရိသေလေးကိုအရင်အမာ9လကျော်လောက်ဖြစ်လာပါတယ်နေ့စဉ်ရက်စိမှာမိမပွားနိုင်ပဲသုံးတယ်ပေါ့အဲ့တော့မိမပွားနိုင်ပဲသုံးတော့အဲ့ဒီကိကတော့တတိသမီးဆိုတော့မင်းရှုပ်ပြီးသိရှုပ်အဲ့တော့အဲ့ဒီကလေးရှင်သာသေဒရာမသန်းတော်ဘောပြအာထရောင်းမပေါ်သေးတယ်ဘူးနော်အဲ့တော့သွားလိုက်ပြီးတော့သူ့မိကိုချင်းပုံပေါ်တင်ပြီးတော့ဘာလို့မင်းရှုပ်တော့မရမလားမလောတော့လောင်သားတွေထိုးချက်လောင်သားများများချက်ပြီးရှုပ်တော့ကျန်တဲ့နေရာလောင်နဲ့ဘိုက်မလားသိလားမှန်ပါပါဗျာရှင်းပါလို့ရှိမွေးလားမွေးပါဗျာဘိုက်ချက်နော်အဲ့တော့ဘီရှို့တယ်လားမလားမှန်ပါဗျာဟုတ်ဒါကိစ္စကဘိုးရှိတယ်ဟုတ်ပါဘူးဗျာဟမ်ဟုတ်ပါဘူးဘီရှို့ဘူးလားနေပါဗျာဟုတ်ပါဗျာဟမ်ဘိုးအောင်စောင့်ရှောက်တယ်သဘောပါလားအဲ့တော့ရရများရှိသားမလားမသိဘူးဟမ်အဲ့ဒါလုံးမဆောင်ပါလာတဲ့တည်းအဲ့ကိုယ်ဘောဘူးကြီးလုံးနော်အဲ့ဒါသင်္ကြန်ကုန်းမှာမီးရှို့တယ်လောင်းလားမလောင်းတော့ဘာလို့ကြလို့ဒီဘက်ကြီးမလောင်းတော့ဘေးကပုဂ္ဂိုလ်တွေကဘဇူးဝါနဲ့ပူကြဘိုက်ပေါက်သွားနေတော့မှာပဲတော့ချိုးလိုက်တော့ဝိုင်းထိုးတဲ့နေရာမှာမျက်လုံးတောင်းပေါ်နေတက်တက်လေးရှိသွားနော်ဇူးဝါတွေလည်းဝိုင်းထိုးတာပဲဝိုင်းထိုးတယ်ဆိုတဲ့လက်ကြောင်းပေါ့ဗျာဒါပေမဲ့ဘယ်နာလေးပဲရှိထုံးတဲ့ပြည်နေနေပဲရှိသွားအဲ့လိုရှိသွားပြီးတော့မှလူဒီဝမ်းပိုက်ရဲတယ်မဲ့ဟောမီးရှို့တဲ့လူတွေကအဲ့ဒီဝမ်းပိုက်ပေါ်ကိုဝီးကြီးခဲ့တဲ့ပုံပုံထားလိုက်တော့တော့မလောင်တဲ့ဘိုက်တော့ပါလားအဲ့ဒါတော့မလောင်ဘူးဘာကြီးကမလောင်တာလဲအဲ့ဒါသူပြင်တာဘာကြီးကမလောင်အဲ့ဒါဘိုက်ပေါ်မှာပုံခဲ့ဒီကြီးလေးစုပုံထားပြန်ပါပါလားသိသေးတာမီးရှို့တာလည်းပြီးတော့သတိတမိမကတော့ဘာဖြစ်လဲဟမ်ဘာကြီးကြနေတဲ့လူအိမ်ပြန်တယ်ဘာလို့လဲမရပါဘူးဗျာအဲ့ဒါဘိုက်ပေါ်မီးတွေပုံထားကြတာပေါ့စဉ်းစားတော့အဲ့တော့မီးတွေပုံပြီးတော့ပြန်သွားတယ်မနေ့လင်းလာတော့အောက်ကမီးကြီးခဲ့တယ်နော်အဲ့ဒီဝမ်းပြင်ကမီးတွေပုံလိုက်တော့ပေါက်ထွက်သွားပြီးတော့ဒီကလေးဟာအဲ့ဒီမီးကြီးခဲ့ပုံမှာအောက်ကရှားပန်းကလေးခံပြီးတော့နေသလိုရှားပန်းခံရတာမဟုတ်ဘူးနော်ရှားပန်းခံပြီးတော့နေသလိုပဲသူ့မှာဘာမှမီးလောင်ကျွမ်းခြင်းမရှိဘဲနဲ့အပူလောင်ခြင်းမရှိဘဲနဲ့ပဂတိကလေးတိုင်းမှာအဲ့ဒီပုံမှာအိတ်ကလေးကမနေ့လေးကတော့ရွာသားတွေကဘယ်နဲ့ဘိုက်ပြီးတော့မလောင်ဘူးမီးတွေပေါင်တော့ကြတယ်ဘယ်နဲ့နေလဲမသိဘူးသွားကြည့်ကြအောင်လို့သွားတော့ဒီလေးကြီးဟုတ်ပြီနော်အဲ့တော့သေသားလည်းဖြစ်ပြန်နော်နောက်ဘုရားရဲ့အဆုံးအမကိုနာခံနေတဲ့ရွာသူရွာသားတွေလည်းဖြစ်ပြန်ဒါကတော့မှအကြောင်းရှိတယ်ပြောပြမှန်ပါဗျာသိတဲ့ဘုရားလူများနော်မိလည်းချုပ်ပြီးပြီရွာလေးတွင်းလို့မန္တလေးမြို့ကြီးကတော့မတူပါဘူးနေတဲ့လူပဲဝင်ကြွနေတာဘာမှမစမ်းနော်မြို့ကြီးလူသိလို့ဟမ်ဘောပါလားဒီရသနာနဲ့ထွက်သွားတာတော့ကြီးဝင်သွားတာဟုတ်လားသိပြီးတော့ဝင်လာတာလည်းဒီပုံကြီးပဲအဲ့ဘာမှပြဿနာဖြစ်ဟုတ်ရွာလေးကျတော့အဲ့ဒါပြဿနာမန္တလေးဒေယုံကြီးကနေမှသိလို့ပြန်သွားပြီလို့တော့
ရွာတဲ့ဝင်ရဘူးလို့အဲ့တော့ရွာတဲ့သိရင်ဝင်ရဘူးဆိုဘာလို့ဆိုပိုက်ကလေးကြားတန်းရှိပြီးတော့ပွေသွားလိုက်တော့ဆန္ဒရောဒီလိုကြတော့မဖြစ်ပြန်ဘောပါလားစဉ်းစားကြဖို့ကောင်းပါလေခင်ဗျားတို့ဗမာတွေယူဆတွေပြန်စဉ်းစားဖို့ကောင်းပါလေနော်လက်ရခေါ်ရတာလည်းအမောအကြည့်လို့တိုင်းရှိတယ်မျိုးတွေကောင်းကြတာနော်အခုတော့တော်တော်လေးရှားတော်တော်လေးကောင်းတော့တာတခုရှိပါတယ်ဘုံတော့ကတော့လူသေးရင်ပဇာတဲ့ပါလို့ဒီလိုကတမတ်နော်တော့ဒီလိုအလုပ်တွေကြောက်ကုန်တာအဲ့ဒါခင်ဗျားတို့အဲ့ဒီလိုကတွေကြောက်လို့တာနဲ့ပုံတောင်းတာခိုင်သုံးတာတော့သိသုံးစီမပြီးတော့အလုပ်တွေကြောက်တော့သိနေကုန်နော်ဘုဒ္ဓမူတပဲဆိုရင်ကလေးတွေကြားတော့ဟောတော့မျိုးတော့ညီကြီးတဲ့ဖြစ်တယ်နော်တိုင်ရှိတယ်အဲ့ဒါကလေးကဘယ်လောက်တဲ့ဒီနေ့စကိုင်းကူအောင်ရပါလားရပါဘူးတဲ့လေလုံးတော့ဖြစ်ကြဗျာနော်ဟုတ်ကဲ့လားလေးကတော့1000လောက်ဖြစ်တယ်ဆိုရင်ဒါမဆိုးဘူးဟုတ်လားလေးတယ်လည်းတော့ဆို9000လောက်ကြမယ်ရန်ကုန်ကိုနော်ဟုတ်ကဲ့လားအဲ့တော့ဒီလိုကတည်းကသေကိုလုံလောက်အောင်ကန်ရှိတယ်အခုဘုရားသာဝကလေးလို့ဘာလို့ပြောသလဲလို့ဆိုတော့ဒီသိဉ္ဇဉ်လုံးမှာမိရှုလို့ပြီးမလောင်တဲ့ကလေးဘုရားလို့ဆိုရင်တော့ဗျာပြသားရရင်တော့ချင်းပြေးမှာမှန်ပါဗျာဘောပါလားဒီကလေးဗမာပြည်မှာလာတော့တော်တော်လုံးဖြစ်ပြီဒီချိန်ကမိမလောင်တဲ့ကလေးကိုပြသားပါလေအဲ့လိုသူ့ရဲ့ဆိုပြီးခင်ဗျားတို့သွားကြတာလေကျူလားကျူပါဗျာဘာဘူးဘူးသွားတဲ့လူမျိုးမှန်ပါဗျာသိသလားဘူးရဲ့လို့သာပညာလိုက်ရေသာဘူးရဲ့ရေတဲ့ဒီဒီပေါ်ရပြောလို့ပြေးတာပဲမှန်ပါဗျာဘောပါလားအဲ့ဒါမပေါ်ဘူးလည်းမစင်စားဘူးလေအောင်နဲ့ထောင်ကြည့်လိုက်ဒါသိတာတရားကြီးဒါသူ့ရဲ့လို့ပြလို့ဘောပါလားဘောပါပဲအဲ့တော့စင်ကြင်ဉာဏ်လေးဒီရေးကြည့်ကြည့်ဉာဏ်မရှိမဲတဲ့ဘုရားသာဝကဖြစ်ပါရှင်းတော့ရှင်းပါလေအဲ့တော့ရွာသူရွာသားတွေကဒီကလေးကိုရွာထဲပြန်ပေါ်သွားဘာလို့လဲဇူဝါနဲ့မျက်လုံးကိုသိုးမိတဲ့အတွက်သူ့ကိုအဲ့မှာမကရလို့နာမပေးတယ်တန်ကိစ္စဘာလဲတန်ကိစ္စဒီကလေးတန်ကိစ္စနော်ဇူဝါနဲ့ဝိုင်းထိုးတာမျက်လုံးသိုးမိပါဆိုပြီးတော့ရွာထဲမှာပညာရှိတဲ့လူတွေလည်းအကုန်လုံးတိုင်နေကြတာရှင်ရတော့ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်ဟာဒီကလေးဟာဒီဥပရိနဲ့ဒီပုံစံပေါက်ပွားလာတဲ့အတွက်လူပေါင်းလူလောကမှာနေပြီးတော့မိသားစုကိုအုပ်ချုပ်ရင်ဆွေ80ဘိုးမျိုး80လုံးမွေးရဟုတ်ပြီနော်လူပေါင်းလူလောကမှာမနေဘဲနဲ့ယဟန်ဝတ်မယ်ဆိုရင်တော့ကြော်ကြမ်းဝင်တိုက်တဲ့ပုဂ္ဂိုလ်ဒီလိုဆုံးဖြတ်လိုက်ဆုံးဖြတ်လိုက်တော့ရွာသားတွေကအိုးငါတို့ဆရာရှင်သာရိပုတ္တရာရှိတယ်တဲ့အရွယ်ရောက်လာမှရှင်သာရိပုတ္တရာလက်ထဲအပ်ရအောင်လောလောဆယ်ငါတို့မွေးလာမယ်ဟုတ်ကဲ့လားမှန်ပါဗျာတို့ငါတို့ဆရာရှိတယ်သွားပို့လိုက်ဆိုလို့ကလေးကောက်မွေးနေရတာဟုတ်လားအဲ့တော့ခုသူတို့ကြတော့အဲ့လိုဟုတ်ကလားမှန်ပါဗျာဘုသူတပည့်ရှင်သာရိပုတ္တရာရဲ့ရှင်းလားဒါမှမဟုတ်သူကဘုရားအဆုံးအမရထားတဲ့ပုဂ္ဂိုလ်တွေကြတော့ဒါအခက်အခဲမရှိပဲနဲ့ဒီတိုင်းကောကဘယ်လိုကောက်လာမှန်ပါဗျာရှင်းနေကြလားရှင်းပါပါဗျာသဘောပေါက်သလားအဲ့ဒါဘာလို့ပြောလို့ဆိုအဲ့ဒီကိစ္စအိန္ဒိယပြည်မှာအစွဲလန်းကပိုကြီးတယ်ခုခင်ဗျားတို့ဆွဲနေတဲ့အစွဲကအိန္ဒိယကတဝက်လောက်ဝယ်ရောက်သေးတယ်မှန်ပါဗျာသို့တော့နဲတယ်လို့တော့မတင်နဲ့ပေါ့ဗျာအိန္ဒိယကရလာတာကတဝက်တရုတ်ပြည်လာတာတဝက်ယူရီးယားလာတာတဝက်ဟမ်ဟုတ်မလားဘုပကံကိုကြီးကျော်တဲ့ကြားကအဖာစီမင်းကြီးလေးလေးတို့ကတကွက်ဘယ်မှာဘုံတွေတော့ဒီကခုဒီမှာဘုံမရသေးဘူးနော်အစွဲတွေရှိတယ်ဟုတ်လားအဲ့တော့ဆွဲပေါင်းများစွာဆွဲတတ်နေတာဆိုတော့ခင်ဗျားတို့ကပို့ဆိုးတယ်မှန်ပါဗျာအဲ့တော့ဟိုမှာအိန္ဒိယအစွဲတွေလည်းပုံသားတွေကဒါအယူသိတိကတင်းတိုင်းကောဟာသူတို့ထဲပြန်ဖက်မှန်ပါဗျာရှင်းနော်ခုဘုသူ့သာဝကတွေလို့ဘုရားသာဝကဘသူတမိတွေလဲရှင်သာရိပုတ္တရာရဲ့သုံးမအောက်မှာရှိရတဲ့ပုဂ္ဂိုလ်တွေဆိုကိစ္စမဖြစ်ဘူးတဲ့ခေါ်ပဲငါတို့ကျွေးမွေးထားမယ်အရွယ်ရောက်လာရင်ဘယ်လိုလဲအဲ့လိုနဲ့ကျွေးမွေးထားပြီးတော့ဒီကလေးကပရိသေပြည့်ကနေ့ပေါ့
Còn đến đây rồi giáo khả ni lên mà. Jadi kalau saya itu tanya ni, bagus dia beli tu lah. Tu beli ni mah, dibawa, no? Kalau apa itu kita ada tu beli mesti tu je apa tu? Ini mah, jadi yang beli tu wajib jual ada. Hey, mana ada tangkai satu kiri dah aku area sana. Mana, ni buat ni mereka, mereka terus, mereka tu jangan kau mah bisu. Bisu lah, bagi lah mana ni, semua ni jauh boja ni, kami melong di luar ni, kami melong di luar, kamu kira apa? Ela jauh ni tangkai satu korang, ela belem ju, naruh cuci sana, jangan kau mah kau lah. Jadi jual aja. Oh, itu ina. Jadi awak kan solat. Ada. Kan solat ina. Jadi tu ina, tidak boleh jauh. Kau yang macam ni. Baru sini. Kan so baru. Tu punya tu jalan. Yang baru sini. Dia saya dulu ni. Dia tu cina ada yang boleh ni cai dulu belum dibuat kau ni kau. Kau apa lah? Kau kan dulu baru sampai. Kalau logan ada ni aku dulu lah yang tahu kau ada dekat mana kau yang video kau yang cakap ni anjing cakap jalan. Yang dulu kan kau belum tahu. Kita lihat pada ni. Kalau buat kerana solat ni lah, kalau solat jangan ni, tu mia juga bila bahu, loya cuya, dengan orang ni, dia, tu apa tak? Jadi jualan dia aku dia tu tak. Kalau kita masih dari pun kalau mengaji jual jual, oh ni mah, ikali ya, saya dah tiga. Jemia dah masih dengan orang selalu deh, kalau kau lah, kau ini, okey, dari pun dah kau dah jadi, tu si makan ni je, tahu diri dia, dari pun dah dua ni kan. Hello, mere kau ini, jangan buat kau nak buat. Dunia tu ni ada tak? Kau susah je, kita terus cenderung. Cina tak? Oh betul? Kau jangan awal je. Dua ni. Ini jangan cenderung dia lah. Oh betul? Ini yang awal cenderung dia lah. Kau yang nilai mana? Kau punya. Nilai malasnya, no? Pada. Sehingga semua yang saya mandi yang lima, cuci dan ni. Tapi bukan sulu, tapi bukan sulu, itu. Tapi bukan ngau lucu, sehingga kalau sini, kalau kita jauh, kalau untuk minggu ni, jadi ni saya saya orang mau. Dia yang buat jalan lah, ya kita mesti jauh wali. Ya. Tapi kita berapa kau lah? Jauh wali. Siapa lah? Siapa berapa lah? Jauh wali lah, siapa berapa ya ke? Wah betul, wah biar. Sanjing di rumah sini, buat jasa bersedas, jam sampai sedari muda mendalai jo kita lomba nak ada dot janda. Sampai bunyi cerita letak itu jiwa hijab, ngabau tunggu, nane, siapa? Ketubi, ini yang dah kita. Tiga orang dah kita. Bunyi cerita letak itu dah kita pun. Dah kita nak lalu nanti ya. Dosa nak buat apa tu? Jangan mandi lo demi jauh lebih dua lah. Semua apa? Saya pernah bawa saya dah betul leh. Betul mengalah. Dah betul mengalah. Dah leh. Dah. Ini klik pun. Siapa? Ya. Hidupnya apa maksud? Dia lalu nana kau semua apa? Untuk mengelar orang. Kami tujuan tahu dia untuk mengelar, betul tak? Apa lagi? This is untuk mengelar body, untuk mengelar ye. Karena body dia cepat, untuk mengelar.
ရှင်းလားရှင်းပါပြီဒါပေမဲ့ဥပ္ပမေကရှိတယ်ရှင်းပါပြီဒီမှာသဇပိစကကမ္ဘာပြေတဲ့ကေသာလောမနကတတောတန္တဘောအဘိညာဉ်6ပါးပฏิပံမိတာပတ္တစာလက်တပိတာသေချာမလို့ရှင်းလားရှင်းပါပြီဘုရုတာဝကရှင်းပါပြီဘုရားရှင်းလားအဝကဖြစ်နေတဲ့အတွက်အဆုံးမလည်းရအဆုံးမလည်းနာယူအားလည်းထုတ်လိုက်တယ်တဆိုင်နဲ့လာဝကဆိုတဲ့ပြည့်ယူပြီဆရာသမားကဒီလိုလုံးလို့ပြောရတယ်ဒီလိုလုံးလိုက်တော့ပါလေပြည့်ယူပြီဆရာသမားကဒီလိုလုံးလို့ပြောရတယ်ဒီလိုလုံးလိုက်တော့ပါလေကိုယ်အဘူလားဟုတ်ပြီနော်ဒီတပင်ဟာကိုယ်မွေးတဲ့သူပဲကွာအဲ့ဒီပဲဘာမှမကောင်းလို့ကောင်းမှလေလုံးတော့ဒီတပင်ဘွားနဲ့လျှော်လိုက်ဟုတ်လားတေယောကေမုန်းပြေးလိုက်ရှံပူလေးမျိုးစုံကြောင်းပြီးလျှော့မပွေးလို့ဆယ်လို့ထင်လိုက်မင်းစားတဲ့ဘာနဲ့ပြေးလာမှလည်းရိုးရိုးပဲလားဆက်စုပ်ညွှန်ရှာတော့ပဲလားဘုန်းသမီးကြီးရှိတယ်သဘောပါလားဒီလိုဆိုတော့ဘယ်လိုကောင်းမှမလေးတကယ်တော့ဘုသမီးတော်များကြရအောင်ကြိုက်သူတို့သဘောပါလားအဲ့ဒါတော့လူကြီးတွေကလည်းကြပါကိုယ်လူငယ်တွေတော့သိမရှိတော့ပါလူကြီးတွေတော့ကောင်းပဲနဲ့ကြိုက်ဘူးလေနော်ဒီလိုမလားအဲ့တော့သူကောင်းပဲတော့ဘာဖြစ်လို့ကိုယ်နဲ့လူတွေဘာလို့ရှင်းလားဘာနဲ့တမိုးကြီးလို့အဲ့တော့ဒီအကုပါကြီးကိုဒီစဉ်းစားတာသဘင်မွေးကြီးခြေသက်လက်သက်ဒါလေးနှလုံးသွင်းဆိုတန်လေးကအောက်ကနေထိုင်ပြီးဆရာပြောတဲ့အတိုင်းနှလုံးသွင်းလိုက်ကောင်းရှိပြီးတာလေရှင်းလားအဲ့ဒီလိုလိုဖြစ်သွားတာအားထုတ်လိုက်တယ်အဲ့ဒီတန်လေးကသူ့ဘဝနဲ့ရတယ်တရားဘာဝနာနဲ့လေသုံးပါးတဲ့ရှင်သာရိပုတ္တရာနဲ့လေသုံးပါးနာယူနေတဲ့အင်အားလေအားလေငါးချက်သုံးတော့ကာဝကဖြစ်တဲ့အတွက်ရှင်းတယ်လားအဲ့ယဟန္တာဖြစ်တဲ့ကံလည်းပါနေတဲ့သာသနာနဲ့တွေ့ရမယ့်ကံပါနေတဲ့အတွက်ဒီကံမရောက်တော့ဒီဘုံပေါ်တင်ပြီးပြီးဆိုတာကရှင်းတယ်နော်သွားနေတာအကြောင်းကောင်းလို့ဒီဘုံပေါ်သူ့သွားပြရတယ်မိမဲ့ဖတ်မဲ့အပေါ်ရရှိကံဆိုးတယ်လို့ရှင်းဟမ်ဘောပါတော့တို့တို့လည်းကံဆိုးလို့အမေကမဝေးခဲ့သေးတယ်ကံကောင်းရင်တော့ပြီးဆိုတော့မလာဘူးဘောပါလားကံကောင်းရင်တော့ပြီးဆိုတော့မလာဘူးကံဆိုးရင်တော့မျက်စိဝါးတဲ့ဘုရားကံကောင်းရင်တော့ရွာလူတွေဝယ်ဝေးတာသဘောပါလားအဲ့တော့ဒီလိုပြန်ကြည့်လိုက်ရင်သူ့မှာပြန်ကြည့်လိုက်တော့ရဟန္တာဖြစ်တဲ့ကံအကြောင်းအကောင်းတွေမပါဘူးလားအဲ့ဒါပဲအလင်းမြန်ပို့ပေးလိုက်ရှင်းတော့အဲ့တော့စိတ္တဥစ္စာတွေရတာသူ့မေသူ့မေရတဲ့တွေမို့လို့စိတ္တဥစ္စာတွေရတာနဲ့ကိုတရားရတာဘယ်ဟာတာဖို့ရှိတရားနဲ့တွေ့ရမယ်ပုဂ္ဂိုလ်မို့လို့မသိသေးဘူးရှင်းလားဟဲ့အားလုံးမပြင်နိုင်ကြလားအကြောင်းကောင်းရင်အကြောင်းစင်ကြယ်ရင်အကြောင်းမကောင်းရင်ဝါပိုက်ထဲမှာအမေသေးရတာတော့အကြောင်းမကောင်းလို့ရှင်းလားဝိမမဝေသေးပဲသိတာဟုတ်အဲ့ဒါနဲ့သူပြုခဲ့တယ်အကြောင်းရတယ်သို့တော့တရားရတဲ့အကြောင်းကံတော့သူ့မှာမရှိဘူးလားရှိပါဘူးဘုရားတော်သစ္စာနဲ့တွေ့တဲ့ကံတော့ပါနေပြီရောသူကြည့်ကိုရသလားသစ္စာဟောရတဲ့ပုဂ္ဂိုလ်နဲ့ရောဟောပါပြီဒါဖြင့်သစ္စာထောင်တဲ့နာရောအားလို့သေးလိုက်အားလို့သေးလိုက်အားထုတ်ဖို့တော့အဲ့ပါမီပြည့်တာလားလမ်းဆုံးရောက်တော့မှာရှင်းသေးလားပါမီပြည့်စရာလိုသေးလားပြည့်ပြီးသားဖြစ်နေဘုရားတို့ကဘုသူတာဝကတရား
ရှင်းတယ်နော်ဘုရားသုံးပါးနဲ့မတွေ့ရဘူးလားတွေ့ရပါတယ်အဲ့တော့သာဝကမှာမှယေရှုရဲ့ဆရာသမားရဲ့သုံးပါးကြောင့်သိရလို့တို့ပေါ်နေတာကမုံကိုဝိပဿနာဒီလိုနာမည်ပြောလိုက်အဲ့တော့ဝိပဿနာကဘုံဘုဆရာတော်ဘုရားကြီးပြောမှသိတာကိုတို့ပြောတာနော်ဆရာတော်ကြီးပြောမှဝိပဿနာဆိုတာပေါ်လာလားဘောဘုရားအဲ့ဒါတော့အားလုံးတခါလေးရှင်းပြထုတ်ခဲ့ပါလေဦးဇင်းတို့သူတော်ကောင်းတို့အတွက်တော့ဒီဝိပဿနာဟာဘုဂုတ်ဝိပဿနာပါလေရှင်းလားဟုတ်တို့ဆရာဘုန်းဆရာတော်ဘုရားကြီးပြောမှသိရတာဘို့ရှင်းတတ်ကြလားရှင်းပါပါဘုရားဆရာသမားကြီးရဲ့အဆုံးအမအတိုင်းငါတို့ကြိုးစားမယ်ဆိုရင်ရနိုင်မရနိုင်သာဝတိတောက်ရအောင်လားလုံးယုံပဲလားသာဝကဖြစ်ရှင်ရဲ့လုံးတော့လုံးရင်တော့ပြည့်စုံတဲ့သာဝကရှင်းတတ်ကြလားအဲ့တော့အကြောင်းကောင်းမှအကြောင်းစင်ကြယ်မှအကြောင်းမစင်ကြယ်ရင်သံဃိစ္စလေး9နှစ်နဲ့ပါဖြစ်သွားတယ်အဲ့ဒါဖြစ်သွားတော့ဘိနာဂာနိဝုသိတံဓမ္မစရိယတို့တောင်းတပံသူ့အတွက်ဇာတိရတဲ့အကြောင်းအကြောင်းကင်းရင်အကြောင်းသိရင်နောက်ထပ်ဒုက္ခရတဲ့အကြောင်းရှင်းတယ်နော်အဲ့ဒါဘုသူသုံးပါးတိုင်းလို့တရားရဲ့သုံးပါးတိုင်းခန္ဓာရှိနေအဲ့ဒါဒုက္ခနာကြောင့်သူသိတော့သံဃိစ္စပါပြရအဲ့ဒါတပိုင်းသံဃိစ္စယဟန်တွေကိုဘယ်လိုပြေရမလဲသုတဝကဘယ်လိုဆိုတာတော့မလိုက်ပြန်ပါလားခုသံဃိစ္စအကြောင်းကြည်ချင်းအပြင်သာဝကသဘောပေါက်လားဒီတဲ့သဘောပေါက်အောင်မလိုက်ပြန်သံဃိစ္စရဲ့သာဝကအကုန်900လည်းတွေ့ရှင်းတယ်လားသံဃိစ္စရဲ့သာဝကကဓမြ900လားအောင်မှာရှင်းတယ်လားအမိစ္ဆချုံးမှာအိစ္ဆမဟုတ်ဘူးရှင်းတယ်လားသာဝကကိုသဘောပေါက်လားစောင့်နေကြမှာပြောနေကြမှာလုံးယုံမဲလားရှင်းပြီလားဗျာသတိထားအဲ့ဒီတော့ဘုသူခန္ဓာဘုသူကြည့်မှာအဲ့ဒီတဲ့ဆက်တော့ခန္ဓာကဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာဝနာကသစ္စာဗနဲ့ချက်ကအေးဒီလိုသစ္စာလေးချက်တည်းရဲ့တိုက်မှာဒါလေးသန္တရာဝတ်ပင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆပဲနဲ့ပြည့်နေတဲ့ပါရမီကိုအသုံးချကြလို့တိုက်တွန်းရင်းနဲ့နာကြလို့